သွားမြက်ကြောထုတ်ထားပါတယ်ကောင်းကျိုးဆိုးကျိုးသိပြစေဆရာเลยเนาะဒီတော့သွားအကြောထုတ်ထားတယ်ဆိုရင်ပေါ့နော်ကောင်းကျိုးတွေကအရင်တုန်းကပေါ့နော်သွားတစ်ချောင်းကနာတယ်ဆိုရင်ဒီသွားကိုနှုတ်ပစ်တာအပြင်ကိုတခြားဘာမှလုပ်လို့မရတော့ဘူးပေါ့နော်ဒီအခုနောက်ပိုင်းကျတော့ဒီလိုသွားအကြောထုတ်တဲ့ကုသမှုပေါ်လာခြင်းအဖြစ်ပေါ့နော်ကျွန်တော်တို့သွားတစ်ချောင်းကနာတာကြိုက်တာမျိုးတွေဖြစ်လာတယ်ဆိုရင်နှုတ်ဆရာမလိုတော့ဘဲနဲ့ပေါ့နော်ဆေးပြန်ပြီးတော့ကုပြီးတော့မှဒီသွားကိုပြန်ပြီးတော့မှဒီတဘာဝသွားကိုပြန်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒါကသူ့ရဲ့ကောင်းကျိုးပေါ့မိမိကဒီသွားကိုနှုတ်လည်းမနှုတ်ချင်ဘူးဒီကြိုက်တာနာတာတွေလည်းပျောက်သွားချင်တယ်ဆိုရင်ဒီလိုသွားအကြောတက်ကုသမှုသွားအကြောထုတ်ကုသမှုပြုလုပ်ထားတယ်ဆိုရင်ဒီသွားကကာလအတိုင်းတာတစ်ခုထိတော့ပြန်ပြီးသုံးပြုလို့ရပြီပေါ့နော်တဘာဝသွားတိုင်းပြန်ရှိပြီးတော့မှနှုတ်ဆရာမလိုတော့ဘူးပေါ့နော်ဒါသူ့ရဲ့ကောင်းကျိုးကအဲ့တော့စိုးကျိုးကဘာဖြစ်တော့ပေါ့နော်စိုးကျိုးကကျတော့သွားကအကြောထုတ်လိုက်တယ်ဆိုတဲ့သဘောကဘယ်လိုမျိုးသဘောတရားနဲ့သွားတူတော့ဆိုတော့ကျွန်တော်တစ်ပင်နေပေါ့နော်တစ်ပင်နေကအသက်ရှိတဲ့တစ်ပင်နေဆိုရင်ဒီတစ်ပင်တွေကမာတယ်ပေါ့နော်ဒီခိုင်ခန့်မှုတွေကောင်းတယ်ကျွတ်မဆက်ဘူးပေါ့နော်ဒီတစ်ပင်ကဒီတေဝါတယ်ပေါ့တစ်ပင်တေဝါတဲ့တစ်ပင်တွေမှာဆိုရင်ကျွတ်ဆက်တယ်ပေါ့လွယ်တကူကျိုးလွယ်ပဲ့လွယ်ဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်သွားကလည်းအတူတူပဲပေါ့ကျွန်တော်အကြောထုတ်တယ်အကြောတက်တယ်ဆိုတာကဒီသွားရဲ့ဒီအာယုံခံစားမှုပေးတဲ့အပိုင်းတွေပြီးရင်ဒီအာဟာရတွေထောက်ပံ့ပေးတဲ့အကြောတွေကိုကျွန်တော်တို့ဖြတ်ပလိုက်တာဖြစ်တော့ကျတော့ဒီသွားကအသက်မရှိတော့ဆိုတော့အလွယ်တကူကျွတ်ဆက်တယ်ပေါ့နော်ကျွတ်ဆက်တယ်ကွဲတာပဲ့တာတွေအလွယ်တကူဖြစ်နိုင်တယ်ပေါ့နော်ဒီလိုမျိုးတွေဖြစ်လာပြီဆိုရင်ကျတော့ပြန်ပြီးတော့အစွတ်ပြန်လုပ်ပြီးသုံးဖို့လိုတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဒီသွားအကြောထုတ်ထားတဲ့သွားတွေကအယောင်ကပြောင်းလာတယ်ပေါ့သူကအသက်မရှိတော့ဆိုတော့မိသွားတွေကပင်ကိုသွားကဖွေးတယ်ဆိုရင်ဒီလိုအကြောတက်ထားတာကြာလာပြီဆိုရင်ဒီသွားတွေကမဖွေးတော့ဘဲနဲ့ဝါလာတာတို့ညိုလာတာတို့ဒါမျိုးဖြစ်တယ်ပေါ့နော်ဒါတော့သူ့ရဲ့မကောင်းတဲ့ချက်ပေါ့ဒီတော့အကြောတက်ထားတဲ့သွားရှိတယ်ဆိုရင်ကျွန်တော်တို့အစွတ်ပြန်လုပ်ပြီးတော့သုံးနေဆိုရင်ကောင်းပါတယ်နော်ပြီးတော့နောက်တစ်ခုကကျတော့အကြောတက်ထားတဲ့သွားတိုင်းအောင်မြင်နိုင်ခြေရှိသလားပေါ့နော်အဲ့လိုမျိုးမရှိဘူးပေါ့နော်တချို့သွားအကြောတက်တဲ့ကုသမှုတွေကအဆင်မပြေတာရှိတယ်ဒီလိုအခြေအနေမျိုးမှာတော့ကျွန်တော်အကြောတက်လို့မရတော့ဘဲနဲ့နှုတ်လိုက်ရတဲ့အခြေအနေမျိုးတွေဖြစ်